မင်္ဂလာပါအော်တိုတာဒီမီဟက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြသွားပြီးမဲ့အကြောင်းအရာကတော့ excavator အကြောင်းပဲဖြစ်ပါတယ် excavator ဆိုတာကမြေသားတူပေါ်ခြင်းနဲ့တည်ဆောက်ခြင်းအပြင်မြင်းကြီးခြင်းရှော့ဆောက်ပြပြင်ခြင်းလွှင့်တင်ခြင်းဖြိုခွဲခြင်းဖြိုဖျက်ခြင်းကရုတ်ခြင်းများနဲ့အခြားလုပ်ငန်းများကိုအဓိကလှုပ်ဆောင်တဲ့ဘက်စုပ်သောမြေသားဆောက်လုပ်ရေးဆက်တစ်ခုဖြစ်ပါတယ်ဒါကြောင့်အဝေးပြေးလမ်းနဲ့ရထားလမ်းများတရားတည်ဆောက်မှုမြို့ပြတည်ဆောက်မှုလေဆိပ်စိတ်ကမ်းများနဲ့ရေတိတ်ထိပ်မှုတည်ဆောက်ရေးစတဲ့လမ်းများဖောက်လုပ်ခြင်းစတဲ့လုပ်ငန်းတွေမှာတင်ကျယ်စွာအသုံးပြုနိုင်ပါတယ်excavator ရဲ့အသာချက်ကတော့360ဒီဂရီလင်းနိုင်တဲ့အတွက်စက်တဲကျင်းမြောင်းတဲ့နေရာတွေမှာအလုပ်လုပ်နိုင်ပါတယ်။ excavator ကိုမြေတူးခြင်း၊မြေဖို့ခြင်း၊တွင်းတူးခြင်း၊မြောင်းဖော်ခြင်း၊မြေဟောက်ပိုက်လိုင်းများတွေ့တန်းခြင်း၊ကြောက်ကွန်ကရစ်များခွဲခြင်း၊တစ်တုံးများ၊တံများကိုမှားခြင်းတဲခြင်းအဆောက်အဦဖြိုဖျက်ခြင်းစသဖြင့်မောင်းနှံမှာတက်ဆင်ထားတဲ့ကိရိယာကိုအမျိုးမျိုးပြောင်းလဲတက်ဆင်ခြင်းဖြင့်လုပ်ငန်းမျိုးမျိုးအတွက်လည်းအသုံးပြုနိုင်ပါသေးတယ်။ထုံရတာမကပဲမြေတူးစက်နွန်တဲ့အခါမှာ၎င်းရဲ့မြေတူးခွက်ပေါ်မှာအားပြုပြီးတော့စက်ကိုနွန်သွင်းမှလည်းမောင်းထွက်စေနိုင်ပါသေးတယ်။ excavator ကိုဒီဂါဟုလည်းခေါ်ပါတယ်။နောက်တစ်မျိုးကတော့ truck ဟုလည်းခေါ်ပါတယ်။ဖိန်းတက်ရင်ဖြစ်ပါက rubber jack ဟုလည်းခေါ်ကြပါသေးတယ်။ excavator တစ်စီးမှာ bucket actuator M actuator bone actuator swing စတဲ့အစိတ်ပိုင်းတွေပါဝင်ပါတယ်။မိမိရဲ့လုပ်ငန်းလိုအပ်ချက်အလိုက်မြေတူးစက်ရွယ်စားကိုရွေးချယ်နိုင်ပါတယ်။မြေတူးစက်အရွယ်အစား၄မျိုးခွဲခြားနိုင်ပါတယ်။နံပါတ်1ကတော့6တန်နဲ့အောက်ငယ်ဒီအသေးစားမြေတူးစက် mini or compact excavator ဖြစ်ပါတယ်။မြေကြီးများတူးရမလို့တဲ့ဥယျာဉ်ခြံလုပ်ငန်းအိမ်နွေးတနိုင်တစ်ပိုင်းစိုက်ပျိုးရေးလုပ်ငန်းစတဲ့လုပ်ငန်းတွေမှာမြေတူးစက်အငယ်စားများအသုံးပြုနိုင်ပါတယ်။မြေအောက်ပိုက်လိုင်းချရန်လစ်စစ်ပိုက်တန်းငွေပိုက်မိလာပိုက်များချရန်အသုံးပြုနိုင်ပါတယ်။တနေရာမှတနေရာကိုအလဲတကူတည်သွားနိုင်ပါတယ်။နံပါတ်2ကတော့6တန်မှ10တန်ကြားအငယ်စားမြေတူးစက်ပဲဖြစ်ပါတယ်။တာမန်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ၎င်းအမျိုးအစားများမြေတူးစက်ကိုအသုံးပြုပါတယ်။အရွယ်စားသိခဲ့တဲ့အတွက်စက်တဲကျင်းမြောင်းတဲ့နေရာတွေမှာအလုပ်လုပ်နိုင်ပါတယ်။တနေရာကနေတနေရာကိုရွှေ့ပြောင်းရလွယ်ကူပါတယ်။နံပါတ်3 10တန်မှ45တန်အကြားမြေတူးစက်များဖြစ်ပါတယ်။၎င်းမြေတူးစက်မျိုးမှာပုံမှန်အားဖြင့်ဆောက်လုပ်ရေးလုပ်ငန်းများနဲ့တွေ့ရတဲ့မြေတူးစက်များဖြစ်ပါတယ်။လူကြိုက်များတဲ့မြေတူးစက်ရွယ်စားကတော့19တန်မှ24တန်အကြားအရွယ်တွေဖြစ်ပါတယ်။၎င်းစက်ကိုအများအားဖြင့်မြေတူးခြင်းလုပ်ငန်းများအတွက်လည်းသုံးပြုနိုင်ပါတယ်။တွဲဖက်တရများနဲ့လည်းတွဲဖက်ပြီးအခြားလုပ်ငန်းများကိုလည်းလုပ်ဆောင်နိုင်တဲ့အတွက်ဘက်စုပ်တုံးစက်တစ်မျိုးဖြစ်ပါတယ်။နံပါတ်4ကတော့45တန်အထက်မြေတူးစက်ကြီးများဖြစ်ပါတယ်။၎င်းမြေတူးစက်ကြီးမျိုးကို heavy duty မြေတူးလုပ်ငန်းကြီးများအဆောက်အဦဖြိုဖျက်ခြင်းများတွေအသုံးပြုနိုင်ပါတယ်။ရွေးစားကြီးများတဲ့အတွက်တနေရာကနေတနေရာကိုရွှေ့ပြောင်းရမှာထေလာအကြီးစားတွေလိုအပ်ပါတယ်။ Auto time we have